လုံးပဲမင်္ဂလာပါရှင်အပတ်စဉ်တင်ဆက်ပေးနေတဲ့ရာဇဝင်တွေကလူစွမ်းကောင်းများစီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ဒေတာဂီတီဘလူးရဲ့မွေးဖွားလာပုံကြောင်းတင်ဆက်ပေးမှာဖြစ်ပါတယ်ဒေတာဂီတီရဲ့ဖြစ်တည်မှုကဘယ်လိုရှိခဲ့သလဲဘယ်လောက်ထိစိတ်လှုပ်ရှားဖို့ကောင်းမလဲဆိုတာဗီဒီယိုမှာကြည့်ရှုလိုက်ကြရအောင်ပါလူငယ်တွေနှစ်ပေါင်းများစွာတုန်းကကျေပြောလာတဲ့လူလောကနတ်ပြည်ငရဲပြည်နတ်မင်းတွေနဲ့အတူသားတွေရှိခဲ့ပါတယ်နတ်ပြည်ဟာနတ်မင်းတွေနဲ့တကုရှင်တွေနေထိုင်ရာဖြစ်တယ်လို့စက်ကြောဝလာရဲ့ဗဟိုချက်ဖြစ်တဲ့အရှင်အီဆိုဆက်မြတ်ရာကေလာတာတောင်းလည်းရှိပါတယ်။တခါကအရှင်အီဆိုဟာယာရုခန့်တဲ့နေရာမှာဝါစင်အတိုင်းမဟုတ်ပဲခန့်အပ်လိုက်တဲ့အတွက်အနန္တမြမဆိုတဲ့သူရတကောင်ကမကြေမနက်ဖြစ်ပြီးပုံကန်တဲ့စိတ်ပေါ်ပေါက်လာပါတယ်။သူဟာနတ်အစည်းဝေးတွေကိုမတက်တော့ပဲအရှင်အီဆိုကိုလည်းလှမဖူးမြော်တော့ပါဘူး။အရှင်အီဆိုကဒါကိုသိသွားတဲ့အခါအနန္တမြမကိုနန္ဒယခဆိုတဲ့ဘလူအဖြစ်ကျိန်စာတိုက်လိုက်ပါတယ်။ကေလာတာတောင်ကြီးမှာအရှင်အီဆိုကိုလာဖူးတဲ့နတ်မင်းတွေရဲ့ခြေထောက်ကိုဆေးပေးရတဲ့တာဝန်ပေးလိုက်ပါတယ်။နန္ဒယခဟာအခြေခံလူရန်စာဘလူးတကောင်ဖြစ်တဲ့အတွက်နတ်မင်းတွေကလာဖူးတဲ့အခါတိုင်းနန္ဒယခရဲ့ခေါင်းကိုပုတ်တာပါရိုက်တာတွေလုပ်ကြပါတယ်။ပို့ဆိုးတာကခြေထောက်ဆေးပေးဖို့ငုံလိုက်တဲ့အခါတိုင်းသူ့ရဲ့သပင်တွေကိုဆက်နှုတ်သွားကြပါတယ်။သပင်အလွန်တန်တဲ့ဘလူးကြီးဟာသပင်တစ်ပင်မှမရှိတဲ့ထိပ်ပြောင်ဘလူးကြီးဖြစ်သွားပါတယ်။ဒီလိုနှိမ့်ဆက်တာတွေကိုနေတိုင်းကြုံလာရတဲ့အခါနန္ဒယခဟာအလွန်နာကြီးပြီးဒေါသထွက်လာပါတယ်။နတ်မင်းတွေကလည်းသူ့ကိုထိပ်ပြောင်ကြီးဆိုပြီးပိုလောင်ပြောင်နှိမ့်ဆက်လာကြပါတယ်။တနေ့မှာတော့နန္ဒယခဟာမခံမရနိုင်ဖြစ်ပြီးအရှင်အီဆိုစီမှာငိုယိုတောင်းပန်ကစုတစ်ခုတောင်းပါတယ်။အဲ့ဒါကတော့ဘသူ့ကိုပဲညွညွချက်ချင်းတည်စေနိုင်တဲ့စိန်လက်ညှိုးစုပဲဖြစ်ပါတယ်။နတ်မင်းတွေကသူ့မှာဒီလက်ညှိုးရှိတာသိရင်စမနှိမ့်ဆက်တော့ပဲရှိန်သွားအောင်လို့ပါဆိုပြီးအရှင်အီဆိုကိုအကျိုးအကြောင်းပြောပြပါတယ်။အရှင်အီဆိုကလည်းနန္ဒယခဟာသူ့ကိုအကြာကြီးအလုပ်ကျွေးပြုစုခဲ့တဲ့သူဖြစ်တဲ့အတွက်ဒီစုကိုပေးလိုက်ပါတယ်။စုရပြီးတဲ့နောက်နန္ဒယခဟာအရင်လိုအလုပ်ပြန်လုပ်ပါတော့တယ်။နတ်မင်းတစ်ပါးပါကသူ့ကိုအရင်လိုလာနှိမ့်ဆက်ရင်နန္ဒယခကအဲ့ဒီနတ်မင်းကိုစိတ်လက်ညှိုးနဲ့ထိုးတက်လိုက်ပါတယ်။မကြခင်မှာပဲနန္ဒယခဟာနတ်မင်းအပေါင်းများစွာကိုတက်လိုက်ပါတယ်။တခြားနတ်မင်းတွေကလည်းဒီစိတ်လက်ညှိုးရဲ့အန်ဒီရဲ့ကိုကြောက်လန့်ကုန်ကြပါတယ်။နန္ဒယခဟာဘယ်သူမှသူ့ကိုမရှင်နိုင်တော့ဘူးဆိုပြီးမှန်တက်လာကနတ်ပြည်တစ်ခုလုံးကိုပျက်စီးအောင်လိုက်လံနှောက်ယှက်ပါတော့တယ်။နတ်မင်းတွေကမခံနိုင်တော့တဲ့အတွက်အရှင်အီဆိုစီသွားတိုင်ကြပါတယ်။အရှင်အီဆိုကလည်းနန္ဒယခကိုနှိမ်နှင်းဖို့အရှင်နာရာယနာကိုခိုင်းလိုက်ပါတယ်။အရှင်နာရာယနာဟာဒီအလုပ်ကိုလက်ခံပြီးတဲ့နောက်နန္ဒယခစီကိုဘလို့သွားရမလဲဆိုတာစဉ်းစားပါတယ်။ဘာလို့လဲဆိုတော့စိတ်လက်ညှိုးရှိနေတဲ့အတွက်နန္ဒယခကသူ့ကိုမျက်နှာနဲ့လက်ညှိုးနဲ့ထိုးရင်သူ့လည်းသိစေနိုင်လို့ပါပဲ။ဒါကြောင့်အရှင်နာရာယနာဟာအလွန်လှပတဲ့နတ်သမီးအသွင်ပြောင်းပြီးနန္ဒယခကိုဆောင်နေပါတယ်။နန္ဒယခကနတ်သမီးကိုမြင်တဲ့အခါဆွဲလန်းသွားပြီးတွားရောက်ပူပန်ပါတယ်။နတ်သမီးရောင်ဆောင်ထားတဲ့နာရာယနာကကျမကကြည်သေးပါ။ရှင်ကကျမနဲ့လက်တွဲချင်ရင်ကျမကပြတဲ့အတိုင်းလိုက်ကရမယ်လို့ပြောပါတယ်။နန္ဒယခကလည်းမသိပဲသဘောတူလိုက်ပါတယ်။နတ်သမီးကကပြတဲ့ကကွက်တိုင်းကိုနန္ဒယခကလိုက်ကပါတယ်။နောက်ဆုံးနဂါမီလိန်ဆိုတဲ့ကကွက်ကိုရောက်တဲ့အခါလက်ညှိုးကိုပေါင်ပေါ်ညွှန်ပြရတဲ့ကကွက်ဖြစ်ပါတယ်။နန္ဒယခဟာကခုံနာကိုပြောနေပြီးတတိမထားမိပဲသူ့ရဲ့စိတ်လက်ညှိုးနဲ့သူ့ပေါင်ကိုပြန်ညှိုးမိလိုက်ပါတယ်။စိတ်လက်ညှိုးထိလိုက်တာနဲ့နန္ဒယခဟာခြေထောက်ကျိုးပြီးလဲကျသွားပါတယ်။အဲ့ဒီချိန်မှာနတ်သမီးဟာအရှင်နာရာယနာအသွင်ပြန်ပြောင်းပြီးနန္ဒယခရဲ့ကိုယ်ပေါ်ကိုတက်နေပါတယ်။နန္ဒယခကဘာလို့ကျွန်ုပ်ကိုလှည့်စားတတ်တာလဲ။အရှင်ကလက်လေးဘက်ရှိပြီးကျွန်ုပ်ကလက်နှစ်ဖက်ပဲရှိတာလေ။အရှင်ကစိတ်လက်ညှိုးကိုကြောက်လို့မဟုတ်လားလို့ရန်တွေပါတယ်။အရှင်နာရာယနာကမင်းကဒီလိုတွေးနေရင်နောက်ဘဝမှာခေါင်း10လုံးမျက်နှာ10ဘက်လက်20ရှိပြီးအင်မတန်တကိုးကြီးမားတဲ့ဘလူးအဖြစ်သွားမွေးပါ။ငါကတော့တာမန်လူသားအဖြစ်လက်နှစ်ဖက်ထဲနဲ့မင်းကိုလာတတ်မယ်လို့ပြောပြီးနန္ဒယခရဲ့ခေါင်းကိုဖျက်လိုက်ပါတယ်။နန္ဒယခဟာသူ့ရဲ့နောက်ဆုံးစိမ့်နဲ့လူလောကမှာချက်ချင်းသွားရောက်ပြိတ္တန်နေတည်ပါတယ်။တချို့ကျမ်းစာတွေမှာတော့နန္ဒယခဟာအရင်ဆုံးအရှင်အီဆိုရဲ့တောင်တော်မှာစောင်းတီးသူအဖြစ်ရှင်ဖြစ်ခဲ့သေးတယ်လို့ဆိုပါတယ်။အဲ့ဒီနောက်မှာအရှင်အီဆိုစီကဆူတောင်းပြီးအလင်္ကာဒီပါမင်းရက်စတီယန်ရဲ့မိဖုရားရက်ချာရာရဲ့ဝမ်းမှာတာဟုအဖြစ်သွားမွေးပါတယ်။သူကိုဒသဂီတီလို့အမည်ပေးပါတယ်။သူဟာလက်20နဲ့ကေလာတာတောင်ကိုမနိုင်တဲ့အထိတကိုကြီးပါတယ်။မျက်နှာ10ပဲလက်20နဲ့ရုပ်ရည်ချောမောပြီးအသားရောင်ကအစိမ်းရောင်ဖြစ်ပါတယ်။ဒါပေမဲ့မိန်းကလေးတွေကိုပိုးပန်းတဲ့အခါကိုရွှေရောင်ဖြစ်ဖန်တီးနိုင်ပါတယ်။သူဟာဂါရမဏန်အားလုံးကိုတက်မြောက်ပြီးမိမိရဲ့နှလုံးသားကိုခန္ဓာကိုယ်ထဲကထုတ်ပြီးတက်တာတဲ့ထဲကဆရာဖြစ်သူခေါ်ပုတ်ရသေးစီမှာအပ်ထားနိုင်ပါတယ်။ဒါကြောင့်ဘယ်သူမှသူ့ကိုတက်လို့မရပါဘူး။အဲ့ဒီအချိန်ကစပြီးမျက်နှာ10ပဲလက်20ရှိတဲ့တကူကြီးဘလူးမင်းဒသဂီတီဖြစ်လာပါတော့တယ်။ဒါကတော့ဒသဂီတီမွေးဖွားခြင်းအကြောင်းပဲဖြစ်ပါတယ်။ရမယနာဇလန်ကတကယ်တော့အလွန်ရှည်လျားပြီးသိစိတ်ပါတယ်။ကျမကတော့နားလွယ်လေအောင်နှစ်ချုပ်တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်။နောက်လာမယ့်အပိုင်းတွေမှာဘာဆက်ဖြစ်မလဲဆိုတာကိုသိချင်ရင်စောင့်ကြည့်ပေးကြပါအောင်ရှင်။ဗီဒီယိုကိုသဘောကျရင် like and share လုပ်ပေးခဲ့ပါဦး။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။